ရှေးဥစွာဖျက်ခင်ရဲ့ကျေးတော်ကိုချီးမွမ်းနေနေ့ရက်တစ်ထမှာဖျက်ခင်ပေးတဲ့အသက်ရှင်ခွင့်ပေးတဲ့ကျမ်းမာခြင်းခွင့်ပေးတဲ့အချိန်နဲ့သူပြင်ဆင်ပေးတဲ့ဒီနေ့ရက်တစ်အတွက်ဖျက်ခင်နာမှာပုံကြည့်ပါစေအခုချိန်မှာเนาะကျွန်တော်ဗီဒီယိုကိုကြည့်နေမယ်ညီကိုမမเนาะတာမီရောက်စီတိုင်းကိုကျွန်တော်နှုတ်ကပတ်တော်လေးနဲ့เนาะကျွန်တော်ခေါ်အပေးခြင်းနဲ့ဒီအရာကတော့ဗာလဲဆိုလို့ရှိရင်เนาะယေရမိနာဂတိကျမ်းအခန်းကြီး31အငယ်3เนาะထာဝရဖျားသည်အဝေးကရှာ၍မိန့်တော်မူသည်ကကဲစစ်စစ်ထာဝရမြတ်တန်နဲ့တင်ကုန်မှာချစ်၏လူရယ်လို့ဖြစ်လာလို့ရှိရင်ချစ်ချင်းမြတ်တာအကျဉ်းနာဂိူနာလူတိုင်းကလိုအပ်ပါတယ်နော်ကြီးတဲ့ဆိုလို့ရှိရင်ကြီးတဲ့လူကမြတ်တာတစ်မျိုးလိုအပ်တယ်လို့ငယ်တဲ့သူကလည်းငယ်တဲ့သူကနော်မြတ်တာတစ်မျိုးလိုအပ်တယ်နော်လူလိုက်ပိုင်းဆိုရင်တော့နော်နှလုံးသားရေးရကိစ္စချစ်ချင်းဆိုတဲ့အရာကိုလိုအပ်တယ်ဒါကြောင့်မို့ပေါ့နော်တခါတလေမှာကျွန်တော်တို့ကနော်အဲ့ဒီအရာတွေထဲမှာနစ်မြုပ်နေတဲ့အချိန်မှာနော်ယေရှုခရစ်တော်ဘုရားကိုမိမိရဲ့အသက်ခင်ကယ်တင်နိုင်ရှင်ပြလက်ခံယုံကြည်ထားတဲ့သူတွေကတော့နော်ဘုရားကိုအချိန်မပေးဘဲနဲ့လောကအရာတွေနဲ့ကုန်ဆုံးနေတဲ့သူတွေဆိုလို့ရှိရင်ကျွန်တော်ပြောချင်တဲ့အရာကဘုရားသခင်ကတင်နေကျွန်တော်မခေါ်ဖိတ်တော့မှသူ့ရဲ့ချစ်ချင်းမြတ်တာကတင်နေကျွန်တော်ပေါ်မှာအမြဲတမ်းတည်ရှိနေတယ်နော်တင်နေကျွန်တော်ရဲ့ဘေးနားမှာသူမနေရပါပဲအဝေးကနေတင်နေကျွန်တော်ကိုသူကကြည့်ရှုွက်ကလမ်းပြနေတယ်ဆိုတဲ့အရာကိုကျွန်တော်ပြောချင်တယ်နောက်တစ်ခုကဒီဗီဒီယိုကိုကလစ်ကိုကြည့်နေမယ်ဆိုလို့ရှိရင်နော်ယေရှုခရစ်တော်ဘုရားကိုမသိဘူးဆိုလို့ရှိရင်ကျွန်တော်ပြောချင်တယ်တင်နေကျွန်တော်ဟာယေရှုဘုရားကိုမခေါ်ရင်တောင်မှနေရာမပေးရင်တောင်မှတင်နေကျွန်တော်ရဲ့ဘေးနားမှာအတူတူနေခွင့်မပေးရင်တောင်မှယေရှုဘုရားရဲ့မေတ္တာကတင်နေကျွန်တော်ပေါ်မှာအဝေးကနေထင်ရှားပြီးမှရှိနေတယ်ဆိုတဲ့အရာကိုကျွန်တော်ပြောချင်တယ်နောက်တစ်ခုကသူ့ရဲ့မေတ္တာကဘယ်တော့ခါမှအတုဆိုတဲ့အရာကမရှိပါဘူးလူရလို့ဖြစ်လာလို့ရှိရင်ချစ်ချင်းဆိုတာကနှစ်ခုရှိပါတယ်အတုနဲ့အစစ်ဖြစ်ပါတယ်လူတိုင်းကတော့ချစ်ချင်းမေတ္တာအစစ်အမှန်ကိုလိုချင်ကြတာပါပဲဒါပေမဲ့တချို့တော့အရာတွေကလောကကပေးတဲ့ချစ်ချင်းကနော်အစပိုင်းမှာကတော့ဟုတ်တလုံးလုံးနဲ့အဆုံးမှာတော့အကုန်လုံးကုန်ဝမ်းနေချင်းကြည်ခွဲချင်းနောက်ဆုံးမှာနော်ကိုတယောက်ပဲကြံရည်ရတယ်ဆိုတဲ့အရာကိုမြင်တွေ့ရတာဖြစ်တယ်။ဒါကြောင့်မို့ဒီမှာရှိတဲ့နော်ကျွန်တော်ရဲ့ဗီဒီယိုကလစ်ကိုကြည့်နေတဲ့ညီကောင်မအယောက်စတိုင်းနော်ဖယားတခင်ကနံပါတ်1ဒီနေ့ကျွန်တော်ဟာသူ့ကိုရဲ့ဘေးနားမှာနေခွင့်မပေးတော့မှသူ့ရဲ့ချစ်ချင်းမြတ်တာကဒီနေ့ကျွန်တော်ဘေးနားမှာအများအားရှိပြီးမှအဝေးကနေပြီးမှသူကဒီနေ့ကျွန်တော်ပေါ်တာလမ်းပြပို့ဆောင်ပေးနေတယ်။ဘာဖြစ်လို့လဲဒီနေ့ကျွန်တော်ရဲ့ကိုယ်တိုင်ကနော်ဖယားကိုနော်ကျွန်တော်တို့ပေးနာမှာနေခွင့်မပေးလို့သူ့ရဲ့မေတ္တာကဒီနေ့ကျွန်တော်ကိုအဝေးကနေသင်ရှားနေတယ်ဆိုတဲ့အရာကိုတွေ့ရတယ်နံပါတ်1တစ်ချက်ကသူ့ရဲ့ချစ်ချင်းမေတ္တာကစစ်မှန်တယ်ဆိုတဲ့အရာကိုသူပြောထားတာဖြစ်တယ်ဘာလဲဆိုလို့ရှိရင်နောက်တစ်ခုကျွန်တော်ပြောချင်သေးတယ်နော်ဒီအရာကတော့ဘာလဲဆိုရင်သူ့ရဲ့ချစ်ချင်းမေတ္တာကအဝေးကနေပဲသင်ရှားပြရတာဖြစ်တဲ့အတွက်ကြောင့်မို့သူကနော်လုံးဝသူ့ရဲ့ချစ်ချင်းကတင်နေကျွန်တော်ပေါ်မှာဘလောက်ထိနော်တရားရခိုင်နှုံးကိုပေးဆက်ချင်တယ်လေဆိုတဲ့အရာကိုပြခဲ့တယ်ဒီအရာကတော့ဗာလဲဆိုရင်သူ့ကိုခေါ်ကြည့်ပါနေဆန်ကြည့်ပါဆိုတော့ဒီကတိပဲဖြစ်တယ်ဒီရနဲ့ပတ်သက်ပြီးယေရမိနာဂတိကျမ်းအခန်းကြီး33အငယ်3ငါ့ကိုခေါ်လို့ငါထူးမည်ကြီးသောအရာနော်ပြင်မတိနိုင်အောင်နဲ့နေတော့အရာတွေကိုငါပြမယ်ယနေ့ဖယားကတင်နေကျွန်တော်ကိုအဝေးကနေနော်သူ့ရဲ့ချစ်ချင်းကနော်ပြနေတယ်လို့ပဲနော်ဒီလိုပဲအဝေးကနေထင်ရှားမပြချင်တာဖြစ်တဲ့အတွက်ကြောင့်မို့နော်သူကအဝေးကနေထင်ရှားပြရတာနော်မလုံလောက်တာဖြစ်တဲ့အတွက်ကြောင့်မို့ဒီနေ့ကျွန်တော်ကိုသူပြောထားတယ်သူ့ကိုခေါ်ကြည့်ပါငါရဲ့ချစ်ချင်းကစစ်မှန်တယ်ဆိုတဲ့အရာကိုခေါ်ကြည့်ပါငါရဲ့ချစ်ချင်းကဘယ်တော့ခါမှမိကိုအလွယ်တုံးစားမလုပ်ဘူးလို့ဖခင်ကတတိပေးနေတာဖြစ်တယ်ဒါကြောင့်မို့ချစ်ချင်းနဲ့ပတ်သက်ပြီးမှနော်စိတ်ပူပင်တော့ကရောက်နေတဲ့သူတွေအရောက်စီတိုင်းဒီနေ့လောကကပေးတဲ့ချစ်ချင်းနဲ့ထာဝရဘုရားကပေးတဲ့ချစ်ချင်းကိုယူပါလို့ကျွန်တော်အနေနဲ့ပြောချင်တယ်။ဒါကြောင့်မို့ပေါ့နော်ဒီအရာနဲ့ပတ်သက်ပြီးပြင်ဖြစ်နေတဲ့အရာအားလုံးကိုနော်အိုးဘုရားသမီးကိုကဲပါအိုးဘုရားလူတွေရဲ့ပေးတဲ့ချစ်ချင်းတဲ့ဘုရားရဲ့ချစ်ချင်းကိုတာသမီးလိုအပ်တယ်ဆိုတဲ့အရာကိုခေါ်ကြည့်ပါနိဆန်ကြည့်ပါဒီအရာတွေမှာမကဘူးဒီနေ့ကျွန်တော်ခေါ်ကြည့်လိုက်မယ်ဆိုရင်ဘုရားကကြီးတဲ့အရာဒီနေ့ကျွန်တော်လုံးဝမထင်မှတ်တာတဲ့အရာကောင်းကျိုးချမ်းသာကိုဖခင်ကဒီနေ့ကျွန်တော်ကိုပေးမှဖြစ်တယ်။ဒါကြောင့်မို့ကျွန်တော်ရဲ့ဗီဒီယိုကလစ်ကိုကြည့်နေတဲ့တိတ်ချရတဲ့မိဘညီကိုမမအရောက်စတိုင်းမိသားစုအရောက်စတိုင်းနော်ဒီကနေ့နေ့ရက်တစ်ထဲမှာတင်ကြုံတွေ့နေရတဲ့အခက်အခဲပြဿနာတွေအားလုံးအထက်မှာတည်ရှိတဲ့ဖ
ဖျားရဲ့ချစ်ချင်းမြတ်တာကိုတင်ခေါ်ကြည့်ပြီးမိစမ်းကြည့်ပါဆိုတဲ့ဒီနှုတ်ကပတ်တော်လေးနဲ့အရောက်စီတိုင်းကိုကျွန်တော်မျှဝေချင်ပါတယ်။ဂျာနာတို့အရောက်ဆိုင် TV ကြို clip ကိုကြည့်တဲ့သူအရောက်စီတိုင်းရဲ့အပေါ်မှာဖျားခင်ရဲ့စစ်မှန်တဲ့ချစ်ချင်းမြတ်တာအရောက်စီတိုင်းပေါ်မှာတက်ရောက်ပါစေ။